啥风吧？呀，你过来，这老别发放我的店。少嘞，少。这ရွာလုံးနဲ့တိတ်ဆိတ် တရွာလုံးကမြစ်ဆိုင်နေခွဲကြီးမြင်းမီခရောင်းရတော့ပြီးယောက်ျားရေသမီးကိုအားပေးလာရင်သားထားပြီးငိုင်းတယ် ဒီပြောနေတာရှင်လေးရဲ့ ဒီချက်ချုံနဲ့ဒီလိုပြီးကျွန်တော်အဲ့လိုမော်တာဟေးရောဒီကလည်းတော့မလို့မင်းကရှော့ပြီးနေကွာအဲ့ဒါနင်တို့နှစ်ယောက်ပြောက်နင်တို့အလှမဲ့ယူသွလို့အခုလို့ဖြစ်တာ ဟုတ်ကြီးရဲ့အဲ့လိုမပြောပါနဲ့ကျမသမီးကိုကျမဆုံးပါလေခွေး ဒီမန်းနဲ့ကောက်လိုက်လိုက်မယ်နော်သုံးမိနစ်လောက်မှရှိတဲ့အရာသုံးမိပဲကျန်တယ် တော့ရပါလို့ပါတောက်ဝေမပြေးတဲ့ဟာတွေ မင်းတဲ့ရောက်ဆဆအချက်ကတော့လာမသိနဲ့တော့ဟေးငါတို့က6ပေဆိုတယ်2ပေခွဲ6ပေဆိုတယ်အဲ့တော့ဒီမှာတရား6ပေဆိုတယ်လာမယ်တင်တယ်မတော်တစ်ခေါက်သွားတက်ပြန်လာရက်ကလေးတွေကိုဆရာကြီးလက်ခုံးဒီကုတ်ကိုတက်လာပြီးဟုတ်တယ်ဟုတ်လား အုတ်ကြီးရတယ်ကွာဘာမှလည်းမသိတိတ်ဩဇာတိရောင်းတာလေ ကောင်းပါငါ ငါတင်တာမမအောင်ဆိုရင်တော့ကိုသိန်းဒီကိုဆရာထူကစိတ်ဝင်စားနေတယ်လို့ ဟာကျွန်တော်ယောက်ျားချင်းလေ ယောက်ျားချင်းဘယ်သူကယောက်ျား အရက်ရှိချင်တာဘာမှမဆွဲရဘူးဗျနင်ဒီလိုဆိုင်တဲ့အကြီးကိုစီတော့မှနင်ရက်ကတွဲဆန့်လို့ဖြစ်ပြီးတော့အရက်ရှိလာမှလေ ဟိုစိုက်ကအမြင့်ကြီးဆိုတော့ဟိုနေ့အမဟိုစိုက်ကဘက်ဆင်းလာတယ်ဒီပါ သူစင်းမဲ့နေရာမှာတစ်ပင်ရှင်ရပြီ ဟာဒီကွဲကုန် ဒီဟာခွေးရလေ ငါ့ဦးလေးကွဲကုန်လား ဒီဦးကနေတောင်းလာလေပေါ့ ဟင် တပည့်တွေသွားလာနေလေ I eat nothing too much ကြည့်နေတယ်ကွာဟော ဟောဒါကိုပြော